ဂူပြက်ကိုလည်းမအောင်နဲ့လူပြက်ကိုလည်းမပေါင်းနဲ့ဂူဟောင်းဂူပြက်တွေဟာခိုင်ခန့်မှုမရှိသလိုမွေကင်းစတဲ့အစိတ်ရှိသတ္တဝါတွေခိုးအောင်နေတတ်တာမို့ဝင်ရောက်ခိုးအောင်မိသူတို့အတွက်အန်တရယ်များအကျိုးစီးပွားပြတ်တက်တယ်ဆိုသလိုအကျဉ်းစာရိတ္တပြပြနေတဲ့လူကိုပေါင်းဖော်မိရင်လည်းမိမိအတွက်ဂုံတိတ်ခါညှိုးနှွမ်းစေကအချုပ်ထောင်တို့သို့ရောက်တတ်ပြီးဘဝပျက်စီးတဲ့အကြောင်းပြဆိုတဲ့စကားပုံမှာရက်ကွက်အသစ်ကိုပြောင်းရွှေ့ရောက်ရှိလာတဲ့မောင်ငင်းအေးဟာကွမ်းရဆိုင်မှာကွမ်းဝယ်ရင်အတီကျွမ်းဖြစ်ခဲ့တဲ့ဇော်မိုးဖြူးလူတို့နဲ့တွဲလုံနေရအိမ်နီးချင်းဒေါ်တင်မေကမောင်ငင်းအေးကိုသတိပေးစကားပြောတယ်ငါတူမင်းကိုတူလူသားလို့သဘောထားပြီးစေတနာနဲ့သတိပေးရအောင်မယ်ဇော်မိုးတို့ဖြူးလူတို့နဲ့မပေါင်းနဲ့ကွဗျာဘာဖြစ်လို့လဲအတော့သူတို့ကဘာဖြစ်နေလို့လဲသူတို့ကရက်ကွက်ထဲမှာမဟုတ်တာအကုန်လုံးတဲ့ကောင်တွေကွမူရစ်စေဝါနဲ့လည်းမကင်းကြဘူးလောင်းကစားနဲ့လည်းမကင်းကြဘူးရှေးစကားပုံရှိတယ်လေကွဂူပြက်ကိုလည်းမအောင်နဲ့လူပြက်ကိုလည်းမပေါင်းနဲ့တဲ့မင်းလူចောင်းသားလူငယ်လေးတယောက်ဟာပျက်စီးနေတဲ့သူတွေနဲ့ပေါင်းမိပြီးဒုက္ခတွေမှာဆိုလို့စေတနာနဲ့သတိပေးရတာပါကွကျေးဇူးပါအတော့ကျွန်တော်သူတို့နဲ့မပေါင်းတော့ပါဘူးစာပေချစ်သူကျွန်တော်ရဲ့မိတ်ဆွေများလည်းဂူပြက်ကိုလည်းမအောင်နဲ့လူပြက်ကိုလည်းမပေါင်းပါနဲ့